အစီအစဉ်ခွေးနေအတာကောက်ကွင်းလေးတော့ပါသေးတယ်အဲ့ဒါဗီဒီဆရာကနေခက်တာခဏအိမ်လေးတန်လေးမှာနေပါတဲ့နှုတ်မရင်လူခိုက်တတ်တယ်ဆိုလို့ဒီအိမ်သေးသေးလေးမှာပဲအဲ့ဒါလာနေသေးသေးလေးမှာကျင်းချင်းလေးမွတ်ချက်တယ်ကိုကြီးအဲ့ဆိုရင်တော့ကိုညီကကိုနဲ့သိမကွာပါဘူးကိုကလေအေးရကံပေါင်းမှာခင်မိတာပါကြီးစောင့်နေတာအဲ့ဒီကမပြီးသေးလို့ဒီတိုက်ကလေးလာပြီးခဏဝဲနေတာနော်ဟိုကပြီးရင်ဟိုပြောမှာအဲပြောင်းရင်ဒီတိုက်ကိုလူမှုရေးအဖွဲ့ဒီတစ်ခုကိုလူလိုက်မှာပါသူကတိုက်နေမဟုတ်ပါဘူးအထက်မှာသူပစ္စည်းအပြည့်စုံကုန်လူပဲမှာဟိုမှာကစင်တဲ့အားလုံးရှိပြီးသားဒါနဲ့လုတ်ကြရအောင်ဆင်ပြေအပြည့်ပါတယ်ကျွန်တော်အလုပ်ဝင်တော့ဆင်ပြေတယ်ဒါအောင်လဲအောင်မြင်တာပါပဲဒီလိုအောင်မြင်တယ်ဆိုတော့လေကျွန်တော်ရဲ့စီမံခန့်ခွဲမှုကြောင့်ဒါကြီးလဲပါတာဘောကိုကြီးอ่ะမနေ့ကဆိုရင်ကျွန်တော်နှစ်စဉ်ဝင်ငွေဆိုရင်ဒေါ်လာ6ဘီလီယံလောက်6ဘီလီယံဒါဆိုရင်တော့ကိုညီရဲ့ဝင်ငွေကိုမမီသေးဘူးပေါ့ကိုကမနစ်ကတော့ငါကိုကုမ္ပဏီဝင်ငွေကစတလင်ပေါင်10ဘီလီယံကျော်လောက်ရတယ်ဒါတော့အတိအကျစင်းမပြဘဲနဲ့ရှိုးတူထားရှိသေးတယ်နှုတ်အန်ဒီရှိတယ်ဟုတ်ပါရဲ့ကိုကြီးပြောတာမှန်ပါတယ်ကျွန်တော်တော့ဘန်တစ်ခုထဲမှာကျွန်တော်မအပ်ဘူးနော်နိုင်ငံတိုင်းမှာနာမည်ကြီးတဲ့ဘန်ဒီမာကြီးပဲဟုတ်လို့ခွဲပြီးစုအပ်တာဒါတော့ကသူတို့နိုင်ငံသက်ဆိုင်ရာအစိုးရတွေကသူတို့စံချိန်ဝင်ခွေတဲ့ကိုကျွန်တော်ပုံများတယ်ဆိုပြီးတန်နေရတော့ကျွန်တော်ဖြစ်ဒါဆိုရင်တော့ငါညီကကိုကြီးနဲ့တော့ကွာသွားပြီတော်ကွာသွားပြီကိုကြီးရငွေမစုစိတ်စုစိတ် crazy ကဘာကျော်စိတ်နေကြီးဝယ်ပြီးစုတာကွန်တင်နာ၄လုံးလောက်ရှိစိတ်ကွန်တင်နာ၄လုံးကွန်တင်နာနဲ့၄လုံးဒါရီထားတဲ့နေရာကတော့ထိတ်တန်းပြည့်ဝက်ချက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တော့စိန်ဝါသနာမပါဘူးဝါသနာမပါဘူးအခုကျွန်တော်နေတဲ့ပင်လေပင်လေအောက်မှာအဲ့ပင်လေမှာကျွန်တော်ကျွန်းဝယ်ထားအဲ့ကျွန်းကဟိုဘက်ကကျွန်တော်ဟာဝါလီကျွန်းမှာကျွန်တော်ဝယ်ထားလိုက်နှကလုံးဝယ်လိုက်ဒါပေမဲ့ကျွန်တော်နာမည်တော့အခုမှကျွန်တော်အမည်မခံဘူးဘာဖြစ်လို့လဲဆိုတော့လူတွေကစီဝါရေးအောင်မြင်လာပြီးပတ်စံရှိလာပြီးဆိုရင်နော်ကျွန်တော်တိုင်းအောင်ရောက်ပြီးကြီးကလေးနေရဒီသဘောပါအခုလည်းဒီအင်သေးသေးလေးကိုကျွန်တော်ပြောင်းလာတယ်ဆိုတာဒီသဘောကိုပါပါတယ်အခုကဲစကားပြောလို့လည်းကောင်းတယ်ကိုကြီးရဟိုအမျိုးသမီးမှားလိုက်တာလေးနည်းနည်းကျွန်တော်တွားဝယ်လိုက်ဦးမယ်နော်ညီလေးဘယ်ရှင်းမယ်ဟဲ့ကောင်းနေတပည့်တော့ကဘောတော့ကိုကြီးရှင်းနိုင်ပါလေကွာကိုကြီးရှင်းမှာပေါ့နော်ညီလေးမိမမှားလာလေးတွားဝယ်လိုက်ပါနော်တော့ကျဆက်လို့အကိုကြီးကတော့မိမမကြောက်ပါဘူးမိမကိုဘယ်လိုချစ်ရတယ်ဘယ်လိုနိုင်ရတယ်ဆိုတာကိုကောင်းကြီးချစ်နေနောက်တစ်ခါကြုံမပြောပြမယ်ပြောပြမယ်နော်အများကြီးပြောပြမယ်ဟုတ်ကောင်းပြီတို့ကြွားတဲ့ကောင်ဒီဖေးနကွက်ဘူးလေထုံးစံတိုင်းအရင်ကျွေးကင်းနေတာပဲတက်မှတ်ပြီနော်ဒါကောင်ရှင်းပြီဟုတ်လားပြော